သူပထားတာကတမျိုးတော့မထင်ပါနဲ့နော်အခုကျွန်တော်ပြောချင်တာကအဲ့ဒါဆိုရင်အိန္ဒိယနိုင်ငံဟိန္ဒူဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေကဘာမှမဆိုင်ဘူးလားတကယ်မသိလို့ဗါတဲ့ဆိုတော့ဒီမေကွန်းလေးကကျွန်တော်ဟိုတလွာတင်လိုက်တဲ့ video file မှာမှန်သွားတာပါမေကွန်းပိုင်ရှင်ကတော့ဟိန္ဒူဘာသာဝင်တယောက်ဖြစ်ဖို့များပါတယ်ဆိုတော့ဘာပဲဖြစ်ပါဒါသူ့အနေနဲ့သိချင်လို့မေးတာဆိုတော့ဒါကိစ္စမရှိပါဘူးမေကွန်းမဖြစ်ပြီးကမှဒီမေကွန်းရဲ့စကားအသွားလာအတိမ်နဲ့သဘောတရားကိုကျွန်တော်ပြတ်သားစွာသုံးသပ်ပြပေးချင်ပါတယ်ဆိုတော့အကြောင်းရင်းကတော့ဒီမေကွန်းပိုင်ရှင်လည်းသူ့ရဲ့စိတ်ထဲမှာကျွန်တော်သုံးသပ်တဲ့လူမျိုးလေးခံစားလို့ဒါမေးတာဖြစ်ပါလိမ့်မယ်အဲ့တော့သူအဓိကမေးချင်တာကဘာသာနှစ်ခုပဲမြင်းပြိုင်ထိုးမေးချင်တာဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာနဲ့ကဘာမှမဆိုင်ဘူးလားဒါကိုပဲအဓိကမေးချင်တာသို့တော့ဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာနဲ့ကအတိတ်ပဲချင်းလည်းမတူဘူးသဘောတရားချင်းလည်းမတူဘူးလမ်းစဉ်ချင်းလည်းမတူဘူးဝါဒချင်းလည်းမတူဘူးဒီလိုမျိုးမတူညီမှုပေါင်းများစွာနဲ့ရှိနေတဲ့အခါကျတော့ဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာနဲ့ကမဆိုင်ဘူးလားလို့မေးတဲ့အခါကျရင်ရောင်းမှခါကြထိုးရှာတယ်လို့ဖြစ်မှာစိုးလို့နဲ့ထင်ပါတယ်ဒီတော့ဘာသာနှစ်ခုတည်းနဲ့မြင်းပြိုင်ထိုးလို့မြင်းပြိုင်ထိုးပြီးမေးလို့မရတဲ့အခါကျတော့နိုင်ငံကိုပါဆွဲထည့်လာတဲ့သဘောပါမေကွန်းဆန္ဒရှိလို့အသေးစိတ်စိတ်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်ဘာသာတရားရဲ့ဝင်ဆိုတဲ့အစုနေဝင်ရဲ့နိုင်ငံရဲ့ဒီသုံးမျိုးကိုမြင်းပြိုင်ထိုးပြီးတော့မှမေးသွားတာပါဒီတော့တစ်ခုချင်းစီပြန်ဖြေမယ်ဆိုလို့ရှိရင်အရင်ဆုံးဘာသာတရားကိုဖြေကြပါစို့ဘာသာတရားအနေနဲ့လည်းမဆိုင်ပါဘူးခင်ဗျကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာနဲ့ကသဘောတရားချင်းလည်းမဆိုင်ဘူးအတိတ်ပဲချင်းလည်းမဆိုင်ဘူးလမ်းစဉ်ချင်းလည်းမဆိုင်ဘူးဝါဒချင်းလည်းမဆိုင်ပါဘူးဘလို့တွေမဆိုင်တာလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာမှာကအနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီလက္ခဏာကြီးသုံးပါးကိုကင်ထားတယ်သစ္စာလေးပါးမြတ်တရားကိုထိုးထွင်းသိမြင်ပြီးရင်မဉ္ဇဉ်ဖူဉ္ဇဉ်မျက်နှိပ်ပံကိုမျက်မှောက်ပြုရောက်ရှိနိုင်မှုအတွက်မျက်စိမပရိပဒါအလယ်လက်လမ်းစဉ်မဂ္ဂင်၈ပါးတရားတော်မြတ်ကိုကျင့်သုံးလျှောက်လှမ်းကြပါတယ်ဒါကကျွန်တော်တို့ထေရဝါဒမူဟိန္ဒူမှာကကြတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီလက္ခဏာကြီးသုံးပါးကိုကင်ဆွဲထားတာမဟုတ်ဘဲနဲ့အတ္တဝါဒသဘောပဲကင်ဆွဲထားပြီးငြိမ်းချမ်းရေးလမ်းစဉ်လျှောက်လှမ်းပါတယ်မတူပါဘူးခင်ဗျနော်ပြီးလို့ဆိုလို့ရှိရင်ဝင်ဆိုတဲ့အစုအနေဝင်အစုအနေဝင်ဆိုတာဒါဥမာဗုဒ္ဓဘာသာဆိုလို့ရှိရင်လည်းဗုဒ္ဓမြတ်စွာဘုရားရှင်အဆုံးအမကိုလိုက်နာနေသူဟိန္ဒူဘာသာမှာဆိုလို့ရှိရင်လည်းသူတို့ဘာသာရဲ့အဆုံးအမလိုက်နာနေသူပေါ့အဲ့တော့ပြောလို့ဆိုလို့ရှိရင်လူပေါ့နော်လူချင်းကတော့တူတလားဆိုလို့ရှိရင်တူပါတယ်ဟိန္ဒူဘာသာဝင်တွေလည်းပခုံးတစ်ဖက်ကြားခေါင်းပေါက်တာဗုဒ္ဓဘာသာဝင်တွေလည်းပခုံးတစ်ဖက်ကြားခေါင်းပေါက်တာနော်ဒါပေမဲ့ဒီယုံကြည်မှုလက်ခံမှုနော်ရှောက်လန်းမှုကတော့မတူကြပါဘူးနော်ဟိန္ဒူမှာလည်းသူတို့ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်သွားတယ်ကျွန်တော်တို့ရဲ့ထေရဝါဒမှာကကြလည်းဒီမဉ္ဇဉ်ဖူဉ္ဇဉ်မျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ရှောက်လန်းကြတယ်နော်ပြီးလို့ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံအဲ့ဒီအိန္ဒိယနိုင်ငံနဲ့ဗုဒ္ဓဘာသာဝင်တွေမဆိုင်ဘူးလားမဟုတ်ဘူးအဲ့ဒါတော့ဆိုင်သွားပြီနိုင်ငံနဲ့တော့ဆိုင်သွားပြီဘာသာတရားနဲ့တော့မဆိုင်တာနိုင်ငံနဲ့ဘာလို့ဆိုင်တာလဲကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်နီပေါနိုင်ငံကနေဖွားမြင်ပြီးတော့အိန္ဒိယနိုင်ငံမှာတာမန်တန်ဗုဒ္ဓမြတ်စွာဘုရားရှင်အနေနဲ့ဒီတပိညုဒဉာဏ်တော်ကိုရရှိပြီးဖျားဖြစ်တဲ့နိုင်ငံပေါ့ဖျားပွင့်ရနိုင်ငံလို့ပြောလို့ရတယ်အဲ့တော့နိုင်ငံနဲ့တော့သက်ဆိုင်ပါတယ်ဘာသာတရားနဲ့မဆိုင်ပါဘူးနော်ဘာသာတရားနဲ့အစောကကျွန်တော်မိမောင်းထိုးပြတာလေးနေတယ်ဒါအထင်ရှားပါပဲဒီမေကွန်းပိုင်ရှင်ဒီမေကွန်းလာမေးရခြင်းအကြောင်းရင်းကနောက်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီမေကွန်းပိုင်ရှင်ကသူဟိန္ဒူဘာသာဝင်ဆိုတော့လေသူတို့ဟိန္ဒူကျမ်းစာတချို့မှာကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်တပိညုဒဉာဏ်တော်ပိုင်ရှင်တမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်ကသူတို့ဒီဟိန္ဒူနဲ့ဘုရားရဲ့ကိုယ်ကိုခုမြောက်ပါဆိုတော့မှထဲ့သွင်းရေးသားထားမျိုးရှိတယ်ဆိုတော့ဒီအချက်ကိုသူ့အနေနဲ့ဒါမြင်လို့လာပြီးတော့မေးရဖြစ်ပါလိမ့်မယ်ဆိုတော့ထားပါတော့သူကဘယ်လိုသဘောမျိုးနဲ့ပဲမေးအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ထေရဝါဒမူဘက်ကရှေ့တော့ဆရာတော်ကြီးတွေရောပြီးတော့ဒီနေ့ခေတ်ရှိနေကြတဲ့ထေကြီးဝါကြီးဆရာတော်တန်တော်ကြီးစာတတ်ပေတဲ့ဆရာတော်တန်တော်ကြီးများကတိတိလင်းလင်းပြပြသားသားရှင်းထုတ်ထားပြီးသားဖြစ်ပါတယ်နော်ဆိုတော့ဒီအချက်လက်ကလွဲမှားနေပါတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုဟိန္ဒူနဲ့ဘုရားရဲ့ကိုယ်ခုမြောက်ဆိုတော့မှရေးသားထည့်သွင်းခြင်းသည်ဟိုးရှေ့တုန်းကသူတို့ဒီဟိန္ဒူဘာသာရေးခေါင်းဆောင်ဆရာတချို့ကဗုဒ္ဓဘာသာကိုဒါရောရှက်ပူးသက်ခြင်းတဲ့သဘောမျိုးနဲ့ဒါရေးထည့်ထားတာလို့ပဲကျွန်တော်တို့ကယူဆပါတယ်ဒီပေါ်မှာလည်းဟိန္ဒူဘာသာဝင်တွေကိုအမုန်းလားစိတ်ဆိုးလားဆိုမစိုးပါဘူးနော်မုန်းလည်းမုန်းဘာဖြစ်လဲဆိုလို့ရှိရင်ဒါတွေကဟိုးရှေ့တုန်းကသူတို့ဘာသာရေးကောင်းဆောင်တွေရဲ့ဒီလွဲမားတဲ့ပြုမှုမျိုးလုပ်ခဲ့ရလေဒီနေ့ဟိန္ဒူဘာသာဝင်နဲ့ဘာမှမဆိုင်ဘူးနော်ဘာနေကျွန်တော်တို့ကတော့အခုလိုပြန်ပြီးတော့မှပြန်ဖြည့်ရှင်းလိုက်တယ်ဆိုတာကဒီဟိန္ဒူဘာသာကိုဘယ်လိုသဘောမျိုးနဲ့မှမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကဟိန္ဒူဘာသာဝင်တွေကိုလေးစားတယ်
သဘောကျတယ်ဟိန္ဒူဘာသာဝင်တွေကလေသူတို့ပြောတဲ့စကားနဲ့သူတို့အလုပ်နဲ့ညီတယ်သူတို့ရဲ့ဝါဒကဒီအတ္တဝါဒဆိုပေမဲ့သူတို့ရဲ့လမ်းစဉ်ကငြိမ်းချမ်းလမ်းစဉ်ငြိမ်းချမ်းလမ်းစဉ်ရှောက်တဲ့အတိုင်းပဲသူတို့ဟိန္ဒူဘာသာဝင်တွေဒီငြိမ်းချမ်းတယ်ဘယ်ဘာသာကိုမှသွားပြီးတော့မှခုတုံးလုံးရန်တိုက်ခဲ့တာမရှိဘူးဘယ်ဘာသာကိုမှသွားပြီးတော့မှစော်ကားတိုက်ဖြတ်ခဲ့တာမရှိဘူးနော်ဒီတော့ကြောင့်မလို့ကျွန်တော်တို့သဘောကျတယ်သူများသဘောကျမကျတော့မသိဘူးနော်ကျေးဇူးပါခင်ဗျ